အားလုံးမင်္ဂလာပါရှင်ဒီနေ့ကအလုံးနာရဲ့လေးဆိုတော့ကိုရန်ချက်ထားတဲ့ငါချက်မောင်ချင်းချင်းဆက်ဆက်လေးရဲ့ချက်သားဟင်းစီပြန်ချက်ကလေးရဲ့နဲ့ထမင်းစားပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးမဆက်ကြပါအောင်ရှင်ဆက်ပါအောင်ရှင်ငါလေးကနူးအင်းနေရောပဲဆက်ကြပါအောင်ရှင်